မော်လမြိုင်မြို့စိုက်တလန်ဖျားမှာရှိတဲ့ရှမ်းမင်းသားလေးစောရဲအောင်နဲ့စောရဲနာဝင်လာတဲ့နှစ်ယောက်လုံးကချောတဲ့ဆိုပဲဒါကြည့်တဲ့ပြည်သူများခင်ဗျာခြေတော်ဘက်မှာကြားတဲ့မိန်းကလေးဆိုတဲ့ချောချောလေးယောက်ျားလေးဆိုတဲ့တန်ခါလေးရဲ့ချောချောလေးโอเคပြောင်းလို့ချောတယ်โอเคပြောင်းလို့ချောတယ်ဟာယောက်ျားဆိုတဲ့ချောချောလေးမိန်းမဆိုတဲ့ချောချောလေး1 2 3ဘယ်လိုရေကျိုးတည်းကိုတွေ့ရတော့ဒီတော့တော့ပြီးပြီဒီတော့တော့ဟုတ်တယ်နော်ဓာတ်တွေကချက်တဲ့ထိမိသွားရင်တော့မသွေးရဲစရာပဲခလေးရချောလဲချောတယ်ကားတဲ့ပုံစံလေးတွေကအားပေးပါဗျာအရန်လှတာပဲနော်အရင်ရှိသွားမှဆိုလို့နည်းနည်းလေးတော့ဖြတ်ထားပါတယ်我带你去哪里呀？